လုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမကမြက်ကိုကြော်စားမှာဖြစ်ပါတယ်အဲ့လိုပြောလို့ရှိရင်ရှင်တို့ကမြက်ကိုတကယ်ပဲကြော်စားလို့ရလားမြက်စားရင်တော့ဖြစ်မှာပေါ့လို့ပြောကြလိမ့်မယ်ကျမတကယ်ပြောနေရပါရှင်လက်ကားစားတာပါဒါကတော့လေဘယ်လိုခေါ်လဲတော့မသိဘူးပေါ့နော်ဒီစားလုံးမှာဆိုရင်အများဆုံးစားကြရဲပေါ့နော်သူ့ကိုကြက်ဥလေးနဲ့ကြော်ပြီးတော့ဒီချက်သွန်မိတ်အသေးအမျိုးအစားလေးတွေပဲဒါလေးတွေကိုကျမကကက်ကြီးနဲ့ကပြီးလို့ချင်းကျုပ်နှလုံးဖောက်ထည့်လိုက်ပါတယ်အရသာတော့ကတော့စားလေးထည့်လိုက်ပါတယ်ရောသမအောင်မှွေပြီးတော့ဒါကိုဒေဦးထဲမှာမှွေကြော်လေးကြော်စားလိုက်လို့ရှိရင်ရမ်းကိုအရသာရှိပြီးတော့စားလို့ကောင်းပါတယ်ဒီနေရာမှာငရုတ်ကောင်းမုံလေးဖြူလိုက်ရင်ပိုလို့တောင်ကောင်းပါတယ်ရှင်ကျမကလည်းစတော့ကဒါတွေကပေါ့မြက်တွေလားပေါ့ထင်မိတာပေါ့နော်ဒါပေမဲ့လည်းစားကြည့်လိုက်တဲ့အခါမှာတစ်ခါစားပြရတယ်ကျမလည်းတော်တော်လေးကြိုက်သွားတဲ့အတွက်ခဏတိုင်းစားပြနေတဲ့အရာလေးတစ်ခုပါရှင်ကျေးဇူးတင်ပါတယ်ရှင်